သူခုစားထုတ်ဆွဲထားကြတယ်သူရဲ့ချစ်ချင်းဝတ်ဖို့ဝါးတယ်မှာချီထားပြီးညှဉ်းညူးတဲ့ထောင်ချမ်းပြန်ထဲမှာချစ်ဆွဲထားခဲ့ကြတယ်နာချီမုကသူရဲ့ခန္ဓာကိုယ်နဲ့သစင်ကျွလို့စစ်စင်သွားပြီးဒီမင်းသမန်ရနာလေထဲမှာပြင်းနေသားခဲ့တယ်နနဲ့ရမှာသူမတက်တော့မရနိုင်ဘူးသူ၏ဇနီးအဟန်သူ့ဘစာကျူဘဆန်တူလက်ထုတ်ခဲ့တယ်ချင်နာမှုတတိလေးရထံပါရတူဆွဲကတာချင်းမှာဆုံးသက်သွားခဲ့တယ်အတင်းချက်ဆွဲကမှုကြောင့်သူရဲ့ဗလာချစ်တာတဲ့ကြောက်စီခဲပေါ်မှာချိန်မသားခဲ့တယ်အချင်းသားတွေလမ်းပေါ်မှာလိုက်ချတဲ့ဆုံးခဲ့ကြတယ်သူ့တော်တော်နေအချက်ဆန်သူရဲ့ဇနီးနဲ့သမီးရဲ့ပေါ်ထားရှိတဲ့မေတ္တာချဆလက်ရှင်တန်ကြိုးစားခဲ့တယ်နနဲ့အတွင်းအားဟာပြောက်ဆောင်သွားမှဖြစ်ပြီးဆက်ဆွနဲ့တခွဲချသူ့အနေနဲ့ငင်ပန့်ခဲ့တဲ့အင်ဝနိုင်ငံတော်ကသူ့အကြီးမားဆုံးလက်ဆောင်ဖြစ်တဲ့မြန်မာဘာသာပြန်ထားတဲ့ပထမဆုံးဖြစ်ဆုံးတဲ့တမန်ကျန်းစာအုပ်ရရှိခဲ့တာဖြစ်ပါတယ်အတိုနီယာဂျက်ဆန်ဟာအောက်ကစကိုလာပိုင်း1988မဲလ်ဒန်မက်ဆာချူးဆက်မှာမွေးဖွားခဲ့တယ်စီကန်ချီတဲ့ congregation နဲ့ပါစတာရဲ့တာဖြစ်ပြီးတော့16နှစ်မှာ Brown University မှာတက်ရောက်ခဲ့တယ်ခရီးယန်ဘာသာမှာဝေရောက်သုံးပို့မဲ့ချက်ခအမလို့ခေါ်တဲ့တငယ်ချင်းတရားနဲ့ဆုံခဲ့တယ်။သက်စကူနေမှာဘွေရပြနာသူမိသားစုနဲ့သူယုံကြည်ခြင်းကိုဆွံ့ပြီးနယူးယောက်မှာစာရေးဆရာနဲ့ချောင်းဆရာဖြစ်လာဖို့ရန်အတွက်တွားခဲ့တယ်။ဟိမက်တိုဝလေးမြတ်စပစ္စည်းတွားတယ်။ခရီးသွားနေရင်တညမှာတော့ဒီခဏီရုံနာတရားရခံပေးမှငါနေခဲ့တယ်။အဲလူရဲ့နာကျင်ဆောင်ဝတန်ကြောင့်သူနိုးလာခဲ့တယ်။ချက်ဆန်ဟာကျွတ်တင်ပြင်ဆင်ထားမှမရှိတဲ့တေရှင်တရားနဲ့ပန်းလုံးနေခဲ့တယ်။နနဲ့ရတဲ့အလူတေတွားခဲ့တယ်။အဲ့လူရဲ့နာမည်ဟာ Jacob Ames ဖြစ်တယ်။ကျဆန်ဟန်အင်ပြန်ပြီး Endeavor Theological Seminary ကို1800နဲ့8ခုနှစ်မှာတက်ရောက်ခဲ့တယ်။ရောင်ချစ်ချင်းနဲ့ပတ်သက်ပြီးလပေါင်းများစွာရောင်းခံခဲ့ပြီးနောက်တသနာပြုဖို့ဝတနာဝင်ရင်းပယ်ခဲ့တယ်။သူဟာ1890ခုနှစ်မှာ American ပထမဆုံးနိုင်ငံခြားတရဏပြောဖို့ဖက်စီရမှာကူညီပေးခဲ့တယ်။သူဟာတာဝန်ပေးခံရတဲ့ပထမဆုံးသောတရဏဖြစ်လာခဲ့တယ်။မြန်မာနိုင်ငံအကြောင်းစာအုပ်ကသူ့ရင်ထဲမှာသစံတစ်ခုနဲ့ချက်ချင်းလို့ဆိုပေးခဲ့တယ်။အင်္ဂလန်ကိုရန်ပုံဝင်ရှာဖို့တော်တဲ့သူ့တင်မောဖန်ခဏရတယ်။သူဟာအမေရိကန်ကိုပြန်မပြေးခင်ကျင်းထောင်ထဲမှာကိတခဏနေခဲ့ရတယ်။1830 February 9 ရက်နေ့မှာအဟက်စတက်ကိုလက်ထပ်ခဲ့တယ်။ထမြက်တတိရှိပြီးမတိတော့ရမြောက်ရင်ဆိုင်ဖို့အသိရှိနေခဲ့သူဖြစ်တယ်။နှစ်ပတ်ကြာမှတော့နှစ်ယောက်သားဟာဆင်မြွယ်နဲ့ Harry Newell တို့နဲ့အိန္ဒိယကိုရေကြောင်းပြီးတွားခဲ့တယ်။ဂျက်ဆန်ခရစ်တမတေချန်လေးလာမို့ကြောင့်ရေကိုနစ်မြွနေချင်းပြချက်မှန်ကန်နေစရနာလိုက်ခဲ့တယ်။ဆီရန်ဖိုးဝေရောက်သွားပြီးတဲ့နောက်မှာသူနဲ့အန်ဟာဝီလျံဝတ်အဖြစ်နေချင်းကိုခံယူခဲ့တယ်။ဒီဆုံးဖြတ်ချက်ဟာ congregation ရဲ့ပံ့ပိုးမှုလိုအပ်ခဲ့တယ်။ဒါပေမဲ့နေ့ချင်းအမေရိကန်တွေကပထမဆုံးတော့တာရံပြဖက်စီဖို့ရန်တို့ပံ့ပိုးပေးခဲ့တယ်။ဂျက်ဆန်နဲ့အန်တို့ဟာအရှေ့အိန္ဒိယနဲ့ထွက်သွားဖို့နေထုတ်ခံခဲ့ရတယ်။သူတို့နေရာဟာရန်ကုန်ကိုခရီးနှင်ခဲ့တယ်။1833ခုနှစ်ဇူလိုင်23မှာမြန်မာနိုင်ငံကိုခက်ခဲချမ်းသာစွာရောက်ရှိလာခဲ့တယ်။သူတို့နေရာလုံးဟာဖြားသွားခဲ့ပြီးပမာလူမျိုးတယောက်ကိုမှမသိခဲ့ပါဘူး။ဒါပေမဲ့ဖျားသခင်ဟာလမ်းစာဖွင့်ပေးခဲ့တယ်။အင်္ဂလိပ်စကားပြောတဲ့အင်္ဂလိပ်တစ်လုံးကခလုံးခွင့်ပေးခဲ့တယ်။ပြင်ခံချုပ်အစ်စနေတဲ့အိုင်ရင်တို့လိုက်ရလက်ပတ်မှုဟာအချင်းပြတ်တော်ရင်းမြထိုင်မှာအခါကိုရရှိစေခဲ့တယ်။ဂျက်ဆန်ဟာခိုက်စရာငါပြီးမြန်မာစာလေ့လာခဲ့တယ်။စာထုတ်တဲ့ဆေးရရှိလာမှုကြောင့်တမန်ကျန်စာပိုင်းစာကိုစတင်ထုတ်ဝေခဲ့တယ်။သူတမှုဟာနာကျင်စွာနေကွေ့ခဲ့ပါတယ်။6နှစ်အကြာမှာတော့မောင်နိုးဆိုသူကပြောင်းလဲလာခဲ့ပါတယ်။1839မှာပါတာကူပြောင်းမှုကတရားဝင်မဟုတ်ခဲ့ဘူး။ကျက်ဆန်ဟာပါတာရလူလက်မှုရရန်ဘရင်ထံအယူခဝင်ပေမဲ့တော်တာကြီးစွာညင်ပယ်ခံခဲ့ရပါတယ်။1824မှာပထမဆုံးအင်္ဂလိပ်မြန်မာစစ်ပွဲဖြစ်လာခဲ့တယ်။နိုင်ငံခြားသားတွေကတရှိုးဖြစ်ဆွခံကြတယ်။ကျက်ဆန်ဟာအင်ဝါထောင်ထဲမှာပြစ်ချက်ခံရတယ်။20လလုံးအစာရေးစာငမှုခံပါမှုယောဂဝေဒနာနဲ့ညင်ဖက်နေစမှုခံစားနေခဲ့ရတယ်။အန်ကတော့ကိုဝင်ရှိနေခဲ့ပါတယ်။သူရှင်တန်နိုင်ဖို့မမောမပန်းတိုက်ပွဲဝင်ခဲ့တယ်။နောက်ဆုံးမှာတော့1826အစိုးပိုင်းမှာနင်းချန်ကြီးနဲ့ဆွေးနွေးမှုပါတာပြန်ပေးရန်လူမြောက်ခဲ့တယ်။သူအိမ်ကိုခဏပြန်ခွင့်ရခဲ့တဲ့အော်တိုဘာမှာပဲအန်ဆုံးသွားခဲ့တယ်။6လကြာတော့သူသမီးမာရီယာလည်းဆုံးသွားခဲ့တယ်။ဝန်နဲ့ပူဆွေးမှုကသူ့ကိုဂျေမွနိပါပြစ်စေခဲ့တယ်။ဖျားသခင်ကိုသူယုံကြည်ပေမဲ့ဖျားဝရှာမတည့်ဘူးဆိုပြီးအမီတာဆုစစ်စာရေးခဲ့ပါတယ်။သူရဲ့တသနာပြုဖို့ကြောင့်တဖြည်းဖြည်းနလန်ပြန်ထူလာနိုင်ခဲ့ပါတယ်။ပါရာပြန်ချင်းတဲ့တော့တင်ထော်မှုကိုပဲစနေမြုပ်ထားခဲ့တယ်။1830မှာတမတစ်ချံကိုပြီးစီးခဲ့တယ်။1840မှာတော့တအော်လုံးပြီးစီးခဲ့တယ်။အဲ့ဒီနေ့မှာပဲမော့ဆမတသနာပြုသူချရဆရာဘတ်မန်ကိုလက်ထပ်ခဲ့ပါတယ်။1845ခုနှစ်သူမမဆောင်ခင်တိကလေးရှိရောက်ရှိခဲ့ပါတယ်။1846မှာတော့ Emily Schubert ကိုလက်ထပ်ခဲ့ပါတယ်။သူမဟာထူးချွန်တဲ့စာရေးဆရာမတယောက်ဖြစ်ဖြစ်နောက်ပိုင်းမှာစာဖတ်သူတွေနဲ့အတူတသနာပြုဘဝကိုထင်ဟပ်စေခဲ့ပါတယ်။
သူ၏အိမ်အပြန်တန်း1819 April 12 ရက်မှာပင်နယ်မှာဆုံးသွားခဲ့ပါတယ်။မြန်မာနိုင်ငံတွင်38နှစ်နေပြီးနောက်ဟေပြဲနှင့်ခရစ်မပါတာပြန်ထားတော့ဖြစ်ဆုံးသောမြန်မာသမားကျမ်းစာဝေချန်ထားခဲ့ပါတယ်။အရှိတောင်အရှာမှအကြီးဆုံးသောခရစ်ယာန်တိုင်းဝန်တစ်ခုဖြစ်တဲ့အသင်းတော်ကြီးထွားခြင်းနဲ့ dictionary ကိုလည်းခြံခဲ့ပါတယ်။သူဟာလူထုပြန်လည်နိုးထလာမှုကိုမမီခဲ့ရပေမဲ့သူရဲ့မရေရန်တဲ့သစ္စာတရားဟာမင်းရှံကိုထွန်းညှိပေးခဲ့ပါတယ်။ကျွန်တော်တို့တော့ဖေဟာကြီးမြတ်ဆောင်တော်မသိနိုင်ခြင်းဖြစ်တဲ့ဖေဟာကိုယုံပြီးမဲ့ဖေဟာကိုရှာမတွေ့ဘူး။1834တမတက်ချန်ပစ္စည်းခဲ့ခြင်း1840မုဆွမတတနာပြုဆာရာဘမန်ကိုလက်ထက်ခြင်း1846အမီလီချူပါ